စုချင်းမြင့်ပွဲအခမ်းအနားမှာစုများကိုချင်းမြင့်ပေးဖို့အတွက်85နှစ်ပြည့်ကျင်းပရေးကော်မတီရဲ့ဥက္ကဋ္ဌဖြစ်တဲ့ရှရီမုကန္နန်ကြီးနဲ့ဒုဥက္ကဋ္ဌဖြစ်တဲ့ရှရီကိုင်လတ်ရွှေချောကြီးတို့ကိုတင်ပေါ်တို့ကြွားရောက်ပေးပါရန်လေးစားစွာဖိတ်မှန်တကားပြုအပ်ပါတယ်ခင်ဗျာမစတေတနဒနာဓမ္မပါလကဟိန်တို့အဖွဲ့ချုပ်85နှစ်ပြည့်စိန်ရတုအထိမ်းအမှတ်စုချီမြင့်ပွဲအခမ်းအနားကာယပြိုင်ပွဲမှကမ္ဘာတီပြိုင်ပွဲတွင်ပထမဆုံးရရှိသောပစိမတ်ယေဘဘာအောင်လံမြို့မှစစ်ဒတ်ဆာဗန်ကူမာခရစ်ကူမာဂေါတမ်ကူမာအမန်ကူမာတင်ပါရရှင်တရှင်ပရှင်វិបាកပသိမ်မြို့မှစန်တိုရှ်ပရဒျုမနန်ရှိဗာကိရှွန်ချန်ဂျန်ချန်အုံပရကာရှ်ဘာဘူလာကျေးဇူးတင်ပါတယ်ရှင်စုများကိုချင်းမြင့်ပေးပါတော့ရှရီမုကန္နန်ကြီးနဲ့ရှရီကိုင်လတ်ရွှေချောကြီးတို့ဟာအထူးပင်ကျေးဇူးတင်ရှိပါတယ်ဆက်လက်ပြီးစုများချင်းမြင့်ပေးပါရန်85နှစ်ပြည့်ကျင်းပရေးကော်မတီဘာနာရေးမှုရီကနေရှန်ကြီးခေါ်ရှရီဦးကျော်မင်းကြီးနဲ့အဖွဲ့ဝင်ဖြစ်သောရှရီဂျာယာမာဒဝတ်ကြီးတို့ဟာလေးစားစွာဖိတ်မှန်တကားပြုရပါတယ်ခင်ဗျာတခင်វិបាកတန်ရင်မြို့မှစန်ဂျေကူမာဟရီချန်ပြိုင်ပွဲတွင်ဆုရရှိနေတာဖြစ်ပါတယ်
တင်ပါတယ်ရှင်ဆက်လက်ပြီးမတ်တရဗီဘာကြောက်တကားမြို့မှကဘဒီပြိုင်ပွဲတွင်ဆုရရှိသူများကနေရွှေဂိုဗင်ဒါရာဂျူအမရမွန်နာအဂျေချန်ဒန်ဆူရတ်တင်ပါတယ်ရှင်စုချီမြင့်ပေးသောဂျီကနေဂျီခဦးကျော်မင်းနဲ့ဂျေအားမာသွမ်းကြီးတို့အားအထူးပင်ကျေးဇူးတင်ပါတယ်